ဒီတွေဟာဘာမှမသိပြန်ကောင်းလာမလားပို့ဆိုးသွားမလားဖျားပဲသိတယ်ဘလို့ဖြေရှင်းကြမလဲဒီဒုက္ခဆိုးများနောက်ွယ်အတ္တမုန်းတွေပြန်စမ်းစာကြည့်တဲ့အခါလူတွေပြူလို့သမျှရှာကောင်းတာတွေတမ်းမကောင်းတာတွေကများဒီကဘာမြေတီးတဲ့လူသားတို့ရဲ့ငိုညည်းသမျှပြင်နေပြီရပလာနဲ့တီမြင်သမျှရအားလုံးကနဲ့တာသက်ပဲပြောလင်းချမဲဒီရင်တယုံကြည်ကိုးစားရှာရှာဒီမှာပဲလို့ဆိုပေါ်အလိုက်ပါညမွန်တယ်လေဖျားရှိခိုးကညမွန်ချုံလေဖျားရှိခိုးကနေတိုင်းညတိုင်းဖျားကိုတတိယပါအမြဲပဲကေဖို့ဖျားရှိခိုးကစိတ်ချမ်းနေဖို့ဖျားရှိခိုးကဘာပဲလုံးလုံးဖျားကိုအားကိုးပါစုတွန်းစုတောင်းပေးပါတကယ်ကျင်းပေါင်းတဲ့အတွက်စုတောင်းပေးပါလူသားတိုင်းအားမြင့်တာပို့တာကဘုရားရှိခိုးပါရှင်တွေဟာဘာမှမသိပြကောင်းလာမလားဘုဆိုးသမလားဖျားပဲတည်တယ်ဘယ်လိုဖြေရှင်းကြမလဲဒီဒုက္ခဆုံးများနောက်ကိုအတ္တမုန်းတွေထပ်စင်စားကြည့်တဲ့အခါလူတွေပြုလုပ်သမျှရှာကောင်းတာတွေထားမကောင်းတာတွေကများဒီကဘာမြေကြီးတဲ့လူသားတို့ရဲ့ဟိုညီချင်းများပြေနေပြီရှာရပလာနဲ့တီမြင်မြင်သမျှအရာအလုံးကအနတ္တသက်သက်ပဲယောလေးတမဲနေတယုံကြည်ကိုးစားရဘုရားစီမှာပဲအလုံးစုံပုံအလိုက်ပါနမိုးလေးလည်းဘုရားရှိခိုးကညမိုးချုံလည်းဘုရားရှိခိုးကနေတိုင်းညတိုင်းဘုရားကိုတတိယမှာအပြည့်ပေးကင်းဖို့ဘုရားရှိခိုးကစိတ်ချမ်းမြေဖို့ဘုရားရှိခိုးကဘာပဲလုံးလုံးဘုရားကိုအားကိုးပါမိသားစုတို့စုတောင်းပေးပါငွေကျင်းပေါင်းတဲ့တို့စုတောင်းပေးပါလူသားတိုင်းအားမြင့်တပို့တာကဘုရားရှင်ကို